ကြီးမယူဖြောက်တဲ့အတေးတွေကပလီမီယာလေးရတဲ့အတေးတွေကမှရွေးဖြောက်တာနော်ဆက်ဖီယူလိုက်တဲ့မဟုတ်ဘူးနော်လူတက်သားလို့မဟုတ်ဘူးနော်ဖလားရတဲ့အတေးတွေကိုပဲရွေးဖြောက်တာဗျဘာလဲမယူဆိုတော့ကဖလားရတဲ့အတေးတွေကိုပဲဖြောက်တဲ့အတေးဗျဟဲ့အာကြီးငါတို့ဖြောက်လိုက်တဲ့အတေးကဘာလဲမင်းလည်းကွာဒါလေးတော့မသိဘူးလားမင်းတို့မကြီးဖာလေးကဒေတာနေလောက်ပြီးကွာခုလောက်ဆိုရင်ဟာလေတိုက်တာသူ့ဘာသူတက်ကြဘောကွာတကယ်ကြီးရလဲကွာမယူနိုင်လို့လေတိုက်တာဘာဆက်လဲကွာတကယ်ကြီးရလဲကွာမယူနိုင်လို့လေတိုက်တာဘာဆက်လဲကွာဟဲ့ငါတို့မယူဖိုင်တွေကငါတို့တကယ်ကြီးမယူနိုင်လို့လေတိုက်တာကွာမနိုင်ရင်လေတိုက်လို့မရဘူးကွာနိုင်မလေတိုက်လို့ရတယ်ဒီကွာဟဲ့ဆောနာကငါမေးတာတို့မယူဘဒူနဲ့တော့တယ်လေမင်းကအဲ့တော့မသိဘူးလားကွာနေကြတော့ကွာလူဘူးလားလူဘူးလည်းမဟုတ်ဘူးအော်အခုမှသိတယ်လူဘူးခေါ်စီဒီအတိတ်မက်ဆီဒီကိုဖျက်လိုက်တာကွာငါတို့မယူကဘာကြည့်နေရလဲခမရတို့ကဆယ်ဖီယူလိုက်တဲ့ကိုဖျက်လိုက်တာများမှတ်နေလားဆယ်ဖီတို့အက်စတာဘီလာတို့ဝူတို့နိုတေဖိုရေတို့အတက်တိတ်တေးလေးကိုဖျက်တဲ့အသေးများမှတ်နေလားဗျကျတို့မယူကအစ်စ်တင်းနေတော့တော်တောင်းဝဲတဲ့အသေးတွေကိုဖျက်တာဗျဒီကားတွေအာဆင်နယ်ကိုဖျက်တာမဟုတ်ဘူးဗျကျတို့ကဒီကားတွေအာဆင်နယ်အသေးကိုဘာကြောင့်လဲကျွန်တော်တို့ကဖျက်ရမှာလဲဒီကားတွေအသေးကဘာဖလားရဘူးလို့တော့ဒီကားတွေအသေးကဘာဖလားရဘူးလို့တော့တခိကြီးမယူတို့ကချက်ပြကွာဆိုတဲ့အသေးတွေကိုပဲရွေးပြီးဖျက်တာလေးလေးစစ်တဲ့ချက်ပြဖြစ်တဲ့ဆိုတဲ့အကားတွေကိုလည်းဖျက်တယ်ကပတ်ကလက်ချက်ပြဆိုတဲ့အကားတွေကိုလည်းဖျက်တယ်တခိကြီးမယူဖြောက်တဲ့အသေးတွေကပလီမီယာလေးရတဲ့အသေးတွေကမှရွေးဖြောက်တာနော်ဆက်ဖီယူလိုက်တဲ့မဟုတ်ဘူးနော်လူတက်သားလို့မဟုတ်ဘူးနော်ဖလားရတဲ့အသေးတွေကိုပဲရွေးဖြောက်တာဗျဘာလဲမယူဆိုတော့ကဖလားရတဲ့အသေးတွေကိုပဲဖြောက်တဲ့အသေးဗျ